တို့မန်းလေးရဲ့ဆက်ဖက်ကဘလောက်မိုက်လဲဆိုတာချက်ပြနော်ချက်တော့လိုက်ကြည့်ပါနော်ဒါတို့မန်းလေးပဲမန်းလေးကျုံးပေးပေါ့ဒါမိန်းလန်းကြီးပေါ့နော်တို့ဒီမှာကြတော့ပေါ့မင်းတို့ရန်ကုန်မြို့တွေတော့မဟုတ်ဘူးဒီလမ်း3လမ်းရှိတယ်ဒါပေမဲ့အဲ့3လမ်းလုံးကဆိုင်ကယ်လမ်းငါတို့ကားလမ်းမပါဘူးဆိုင်ကယ်တွေကသူတို့အကုန်ယူထားတာမောင်းမှာပုံယူထားတာသူတို့ကငါတို့အဆင်ပြေသလိုမောင်းကွန်မတီရဇုံတွေပါလေလုံးလို့မရဘူးအကုန်တိုက်မှာနော်ဖုန်းလေးပေးရကိုစောက်ဖို့မဆိုင်ဘူးကြည့်လိုက်အမေကြည့်တဲ့ရှောင်းရှက်မောင်းနော်ကိုယ်ကအဆင်ပြေသလိုဂျားရဝင်မောင်းမင်းတို့ရန်ကုန်လိုဟိုလက်ညှိုးလေးထောင်းပြီးတောင်းလို့မရဘူးအဲ့လိုတောင်းရမလို့ဘူးအဆင်ပြေသလိုမောင်းလွတ်တဲ့နေရာကြော်ခွမောင်းအဆင်ပြေတယ်ဘူးမစိတ်မစိုးဘူးတို့စီကနော်အဲ့လိုပဲလမ်းကတော့ဆိုင်ကယ်တွေနဲ့ပြည့်နေတာကားအတွက်ရဆိုင်ကယ်အတွက်ရမဟုတ်ဘူးဒီ3လမ်းလုံးကသူကဆိုင်ကယ်တွေအတွက်ပေးတာငါတို့ကားတွေအဆင်ပြေသလိုမောင်းပေါ့ကွာနော်မောင်းမတက်လို့အတိုင်းကြီးရောရမှာလာမလို့နဲ့နော်ဘွေကျော်တွေဘာလို့မရှိဘူးဘွေကျော်ကလည်းတက်သွားမှာအဆင်ပြေသလိုမောင်းမှာနော်မလုံးနဲ့တို့မန္တလေးကိုလာပြီးတော့ဟောမီးရောက်သွားပြီငါတို့လည်းကိုယ်ပြီးကွာလုံးလိုက်ပြီးမန္တလေးသားဒါမှမန္တလေးသားကွာ